မင်္ဂလာပါခင်ဗျကန်ချနာဘူရီကိုတွားလိုက်ရတဲ့ခီးစဉ်လေးပါခင်ဗျဒါတော့ကန်ချနာဘူရီကိုတွားလိုက်မယ်ဆိုရင်မတွားမဖြစ်နေရလေးပေါ့ဗျာတင်မင်းတမန်ယထာလန်းဒီယထာလန်းလေးကကပအလှဆုံးတွေကတစ်ခုလို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီလှပတဲ့မြင်ကွင်းတွေရဲ့နောက်ကွယ်မှာလူသားချင်းစာနာမှုဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းပွဲသမိုင်းတစ်ခုရှိနေပါတယ်ဒုတိယကမ္ဘာစစ်အတွင်း1942ကနေ1943ခုနှစ်အတွင်း16လဂျပန်စစ်တပ်ကတိစောက်ခဲ့တဲ့ဒီလမ်းဘန်ကောက်ကနေမြန်မာပြည်ကို415ကီလိုမီတာရှည်လျားပါတယ်။ဘာကြောင့်စောက်ဖြစ်ခဲ့တယ်လဲဆိုတော့ဂျပန်တွေကမြန်မာကိုသိမ်းပြီးအိန္ဒိယကိုထိုးပေါက်ဖို့တောက်ပံရေးလမ်းကြောင်းအသက်လိုအပ်နေတာကြောင့်ပါ။ပင်လယ်ဘက်ရေလမ်းကြောင်းကအနည်းများလွန်းတော့ကုန်းလမ်းကြောင်းကိုရွေးချယ်ခဲ့ကြတာပါ။ဒီတရားကိုဂျပန်တပ်တွေကအာရှကျွန်းသားလက်သား2သိန်းခွင်းနဲ့စစ်တုပ်ပန်း6000ကိုတင်းကျပ်အလုပ်ခိုင်းခဲ့ပါတယ်။အာရှကျွန်းသားဆိုတဲ့တင်မှာတော့မြန်မာ၊မလေး၊အင်ဒိုနီးရှား၊ဗီယက်နမ်နဲ့တမီးတွေပါပါတယ်။စစ်တုပ်ပန်းတွေဆိုတဲ့နေရာမှာတော့ဗြိတိရှတွေပါတယ်၊ဩစတြေးလျပါတယ်၊ဒတ်ချ်ပါတယ်၊အမေရိကန်တွေပါပါတယ်။ဗြိတိရှတွေမှာတော့အိန္ဒိယတပ်တွေပါဝင်ပါတယ်။စုစုပေါင်းလူကြီး3သိန်းလောက်တည်ဆုံးတယ်လို့ဆိုပါတယ်။တည်ဆုံးမှုမှာတော့အာရှကျွန်းသားတွေအများဆုံးပါအာရှကျွန်းသားထဲမှာတော့မြန်မာတွေကအများဆုံးလို့ဆိုပါတယ်ခင်ဗျဆောက်လုပ်ရေးရခက်ခဲရာသီဥတုကဆိုးဝါးပြီးတော့အာဟာရပြည့်လက်မှုနဲ့ယောဂတွေကြောင့်တည်ဆုံမှုမြင့်တက်ခဲ့ရတာပါအာရှကျွန်းသားတွေကတော့စစ်တုံးပန်းတွေလည်းမဟုတ်ဘဲနဲ့အစာအသောက်စီဝါနေထိုင်မှုကအစခွဲခြားဆက်ဆံခံခဲ့ရပါတယ်အဲဒီမှာထိုင်းတွေကိုကြတော့အာရှကျွန်းသားတွေလိုအတင်းကျပ်ခေါ်ယူလုပ်ခိုင်းလို့မရပါဘူးဖြစ်လို့လဲဆိုတော့ထိုင်းတွေကတရားဝင်စစ်မဖြစ်တဲ့ဂျပန်မဟာမိတ်နိုင်ငံလှုပ်ထားလို့ဖြစ်ပါတယ်။ထိုင်းအလုပ်သမားတွေကစေတနာဝန်ထမ်းဒီပါဖြစ်နေတယ်။အခုတော့လစာကောင်းပေးပြီးတော့မှငှားရမ်းထားတဲ့သူတွေဖြစ်နေပါတယ်။ရထားလမ်းပိုင်း111ကီလိုကမြန်မာဘက်ဖြစ်ပြီးတော့မှ304ကီလိုမီတာတော့ထိုင်းဘက်မှာပါ။စုစုပေါင်းတော့415ပေါ့နော်။ထိုင်းဘက်ကတော့တော်တော်များများအသုံးပြုနေစေပါခင်ဗျ။မြန်မာဘက်ကတော့အဲတန်ဖြူစရက်တို့ကျိုင်းစိတ်ကြီးတို့ရေတို့ဘက်မှာတော့အဲ့လိုရထားလမ်းအကျွမ်းအကြံလေးတွေရှိနေတယ်လို့ပြောပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါတော့ Marble Garden ပါသူကတော့ပန်းချံလေးရှိတဲ့နေရာပါတယောက်ကိုပတ်150ပေးရပါတယ်ဗျကားရမဲ့နေရာတော့အကျယ်ကြီးပါခင်ဗျာလိုင်းကားလေးတွေငှားပြီးတော့မှလာလေကြတဲ့မြန်မာတချို့တွေတွေ့ရတယ်ဗျဒါတွေကတော့ organic အသီးနှံတွေလို့ပြောတာပဲခင်ဗျာလဲဆက်ဆက်တွေဆိုတော့စားကျင်စရာအတော်ကောင်းပါတယ်ခင်ဗျဝင်ချင်းကတော့ဘူးစင်ကြီးနေပေါ့ဗျာအထဲမှာတော့ကျက်ဘင်ငါတိရစ္ဆာန်လေးတွေမွေးမြူထားပါတယ်ခင်ဗျကလေးတွေရောလူကြီးတွေရောစိတ်ကျဉ်တဲ့ဆရာလေးပေါ့နော်စိတ်မတန့်လက်စီးလို့ရတဲ့နေရာရှိပါတယ်တစ်ပင်ကအသီးတွေမခူးရဘူးတဲ့စိုက်ထားတဲ့တစ်ပင်တွေကတော့ထိုင်းလို့မလန်းမြိုင်လို့ခေါ်ပါတယ်အင်္ဂလိပ်လို့ long gun လို့ထွက်လာမသိဘူးနင်းသီးကြောင်မျက်လုံးသမင်မျက်လုံးလေချူသီးစုံနေတာပဲဗျာအဲ့ဒီအသီးတွေကိုအဲ့တစ်ပင်တွေရဲ့အောက်မှာဖြာခင်းပြီးတော့မှအ
အဝကျွေးရပါဗျ buffet ပေါ့နော်အလကားဆိုတော့ကတော့အာကျိုးမတက်အားရပါရစားခဲ့ပါတယ်ခင်ဗျအဲဒီမှာအလုပ်လုပ်နေတဲ့အလုပ်သမားလေးတွေကတော့မြန်မာလေးတွေပါခင်ဗျပါမေးကြည့်တော့မြန်မာလားဆိုတော့မဟုတ်ဘူးကရင်တဲ့ပန်းတွေကတော့တဝင်းလုံးပန်းတွေကြီးပါပဲခင်ဗျပန်းကြိုက်တဲ့သူတွေကတော့ဓာတ်ပုံတွေရိုက်ကြပါတယ်အမှတ်တရပန်းကငါထက်လှတယ်လို့ပြောချင်တာလားပန်းထက်ငါကလှတယ်လို့ကြွားချင်တာလားကိုယ့်ရဲ့အလှတရားကိုပန်းကြောင့်ပို့ပြီးတော့လှစေချင်တာလားတေချာတာတခုကတော့တဘာဝတရားယူဘယ်သူမှမရှင်းနိုင်ပါဘူးဗျာဒါပေမဲ့ဒီတဘာဝတရားကြီးကိုပဲလူတွေကပြုတ်ပြင်မွမ်းမံအလှဆင်လိုက်ရင်ပို့ပြီးလှပပြည့်စုံသွားတယ်ဆိုတာကိုတော့ဘယ်သူမှညှိလို့မရပါဘူးဗျာအလှဆင်မလားချက်စီမလားကိုရွေးချယ်မှုပါပဲဗျဆိုင်ရုပ်หน่อย waterfall လည်းရောက်ရှိခဲ့ပါတယ်ခင်ဗျရေကူးရေချိုးလို့ရသလိုတိတ်ရိတ်တွေအောက်မှာအစားအစာအပန်းဖြေလို့ရပါတယ်ဒီနေရာမှာပဲအဆုံးသတ်ပါရစေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ